ချိန်မမုန်းသွားတာပါကြောင့်လေလမ်းတွေမသိလို့နေငါတယောက်တည်းအတွေ့တွေနဲ့ပြည့်နဲ့နေငါကောင်းတယ်မှာအကြောင်းတွေလေးထထခါနေကြောင်းများစွာဆုံးချူရီဒီညမှာမပြန်ဝေးကြတော့